မင်္ဂလာပါကျွန်တော်ကစိတ်ကျန်းမာရေးထူးဆရာဝန်ဒေါက်တာနန္ဒကျော်စွာပါဒီနေ့မှာတော့ကျွန်တော်အနေနဲ့တင်းစိတ်ကလေးပြန်မနေပြီလားအကူအညီဖို့အတွက်မတွေ့ပါနဲ့ဆိုတော့ခေါင်းစဉ်လေးနဲ့ကျွန်တော်အနည်းငယ်လေးဝင်ပြပေးချင်ပါတယ်ကျွန်တော်တို့တွေဟာခန္ဓာကိုယ်မှာတခုခုဖြစ်ပြီဆိုရင်ဒီမဆိုင်မတော့ပဲနဲ့ပေါ့နော်ဆေးရုံဆေးခန်းပြရတယ်ကုသမှုယူကြရတယ်ပေါ့လေဒါပေမဲ့ကိုယ့်ရဲ့စိတ်ပင်ပန်းနေတယ်ကိုယ့်ရဲ့စိတ်ကလေးအဆင်မပြေနေဘူးဆိုရင်ဒီအဆင်မပြေနေတာပင်ပန်းနေတာကိုတော့မသိဘဲနဲ့လူလူရှုမိတတ်ကြတယ်တိခက်ရင်လည်းပဲကျွန်တော်တို့စိတ်ကျန်းမာရေးဆေးရဝင်နေတွေ့ဖို့အတွက်ရှက်ကြတယ်ပေါ့လေနော်မတွေ့ရကြဘူးဆိုမျိုးဖြစ်ကြတယ်ဆိုတော့လူမှာစိတ်နဲ့ကိုယ်နဲ့နှစ်ခုပဲရှိတယ်အဲ့တော့ခန္ဓာကိုယ်မှာယောဂဖြစ်တဲ့အခါမျိုးမှာပြဖို့လို့လို့စိတ်ပိုင်းဆိုင်ရာမှာလည်းပဲပြဿနာဖြစ်လာရင်ကျွန်တော်တို့အနေနဲ့ဆွေးနွေးကုသတံပြပြသလို့ရပါတယ်ဆိုတော့စိတ်ပိုင်းဆိုင်ရာလို့ပြောလိုက်ပြီဆိုတဲ့အခါကျရင်ဘယ်လိုအခြေအနေမျိုးမှာဆေးရုံဆေးခန်းပြရမလဲစိတ်ကျန်းမာရေးဆရာဝန်နဲ့တွေ့ရမလဲဆိုတာတော်တော်များများမသိဘူးဆိုတာမျိုးဖြစ်တတ်ကြတယ်ပေါ့လေနော်အဲ့တော့စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေနဲ့ဘယ်လိုပိုင်းလေးတွေဆွေးနွေးလို့ရလဲဆိုရင်ကျွန်တော်တို့ကလေးတွေမှာဆိုရင်လည်းပဲဒီအုံနောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုယောဂကြောင့်မို့အပြုမှုအဆင်မပြေတာမျိုးတွေအပြုမှုပိုင်းဆိုင်ရာကြမ်းတမ်းပြီးတော့မှဒီထိန်းဖို့အတွက်ခက်ခဲတာမျိုးတွေပြီးရင်ကျွန်တော်တို့လူငယ်လူရွယ်တွေမှာဆိုရင်စိတ်ဖိစီးတာစိတ်တက်ကြတာစိုးရိမ်ပူပန်စိတ်တွေများနေတာပြီးရင်ကျွန်တော်တို့စိတ်ကြစိတ်ကြွယောဂလိုမျိုးတွေဖြစ်တာပြီးတော့အရက်မွေးစေဝါနဲ့ဆိုင်တဲ့ပြဿနာတွေပြီးတော့ကျွန်တော်တို့လူကြီးပိုင်းရောက်လာတယ်ဆိုတဲ့အခါမျိုးမှာဆိုရင်အိတ်မပျော်တဲ့ယောဂမျိုးတွေပြီးတော့ကျွန်တော်တို့တငယ်ပြန်တယ်လို့ခေါ်တာပေါ့နော်ဗမာလိုဆိုရင်ဒီလိုတငယ်ပြန်ချင်းကြောင့်မို့တငယ်ပြန်ချင်းနဲ့ဒီစိတ်ပိုင်းဆိုင်ရာနဲ့တွဲပြီးတော့မှတန်တရားစိတ်တွေများတာပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီလူမရှိဘဲနဲ့အတန်တွေကြားရတာဆိုတော့ဒီစိတ်ကစင်းတွေကလက္ခဏာတွေနဲ့တွဲနေတဲ့တငယ်ပြန်ယောဂလိုမျိုးတွေပေါ့နော်ဒီဟာတွေလည်းကျွန်တော်လည်းဆွေးနွေးတိုင်ပင်လို့ရတယ်ပြီးရင်ကျွန်တော်တို့လေဖြတ်သွားတယ်လေဖြန်းသွားတယ်ဆိုတော့နောက်ပိုင်းမှာအပြုမှုပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်တတ်ကြတယ်လူကြီးတွေမှာအဲ့လိုခါမျိုးမှာလည်းပဲဒီစိတ်ပိုင်းဆိုင်ရာဆရာဝန်တွေနဲ့ဆွေးနွေးကုသလို့ရတယ်ဆိုတာလေးကိုကျွန်တော်အနေနဲ့ဝင်ပြပေးချင်ပါတယ်အဲ့ဒီတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့နေမကောင်းဖြစ်လာပြီးတင်းရဲ့စိတ်ကလေးမချမ်းသာလာဘူးဆိုရင်စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေနဲ့ဆွေးနွေးတိုင်ပင်ဖို့အတွက်တတိယပေးပါလို့ကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ